ယမမင်းရဲ့စစ်စစ်မြင်မြတ်မှုကနေလွန်နည်းခွင့်မရလိုက်ကြတဲ့ငရေသားတွေအခုသူတို့ဘဲကိုဆက်သွားကြရမလဲသူတို့ရှေ့မှာစောင့်ကြိုနေတာကတော့အကုသို့အရှင်အဝါကြောင့်ဖြစ်ပေါ်လာတဲ့မီးလျံတွေနဲ့ပြည့်နှံနေတဲ့ငရေပြည်ကြီးပါပဲမင်းတို့ပြုတ်ခဲ့တဲ့ကံအလိုက်တာတွားကြပြီးတော့ဆိုတဲ့ငရေထိန်တို့ရဲ့အမိန်ထန်အဆုံးပါချောင်းမဲ့ဖွဲကောင်းလာအောင်စူးညံနေတဲ့အော်ဟစ်ငိုကြွေးတဲ့နေနဲ့အတူယူဇနာပေါင်းများစွာအကွာကတွေကလမ်းပူနေတဲ့ငရေမီးတောက်တွေစီကိုသူတို့ဦးတီတွားရပါတော့မယ်ဒီနေရာဟာကဲသူမဲ့နေတဲ့နေရာတစ်ခုပါတာမန်အပြစ်ကျူးလွန်သူတွေကစားလို့ကြီးလေးတဲ့အပြစ်ကျူးလွန်သူတွေအထိဘသူတွေဘလို့ငဲခမ်းမျိုးမှာပေးဆက်ရမလဲဆိုတာကိုအပေါ်ရန်အကြဆုံးငရဲကနေအနက်ဆိုင်ဆုံးအဝီစီအထိအတူတူလေ့လာကြည့်လိုက်ရအောင်ပါပထမဆုံးကြုံတွေ့ရမှာဒိန်းဆုံးငရဲပါသူ့ရဲ့နာမည်အတိပဲကပြန်လဲအသက်ရှင်ခြင်းဖြစ်ပါတယ်နာမည်ကလှသလောက်အဖြစ်ပြက်ကတော့ကြောက်စရာပါမီးလောင်နေတဲ့တံမြေပြင်ပေါ်မှာလက်နက်မျိုးစုံနဲ့အပိုင်းပိုင်းခုတ်ထရမယ်ငရဲဖြစ်ပါတယ်ငရဲထိန်တို့ဟာငရဲသားများကိုအသားများအပိုင်းအစိအမြင့်ဖြစ်တဲ့ဒီဒါပေါက်စိန်ရဲဒင်းစားတွေနဲ့ပိုင်းဖြတ်နှိမ့်ဆက်ကြပါတယ်ထို့သောအပိုင်းပိုင်းအသက်သက်ဖြစ်သွားတဲ့ငရဲသားဟာအကုသို့ကံမကုန်သေးသမျှရှင်စေးဆိုတဲ့အတန်ကြားတာနဲ့ခန္ဓာကိုယ်ကြီးပြန်ဆက်အသက်ပြန်ရှင်ပြီးရင်ပြန်အသက်ခံရဒီလိုနဲ့မဆုံးနိုင်တဲ့တန်တရားလဲနေမဲ့နေရပါဒိန်းဆိုငရဲရဲ့တသက်ဟာငရဲသက်အနည်း900ရှိပါတယ်ဒိန်းဆိုငရဲရဲ့တရက်ဟာလူတတန်အနည်း9တန်းရှိပါတယ်ငရဲကြီး8ထက်ရဲ့အသက်သားဆုံးအပေါ်ဆုံးထပ်ငရဲပြီးရဲ့ခံစားရမယ့်တတန်းများဟာစတုမဟာရိနတ်တတန်းနဲ့ရင်တောင်မှအများကြီးပို့ကြနေပါသေးတယ်ဒိန်းဆိုငရဲမှာတရားဆောင်တဲ့ယဟန်သူတော်စင်သူတော်ကောင်းများကိုစော်ကားပြစ်မှားခဲ့ကြသူတွေခံစားကြရပါတယ်နောက်တဲ့နေရာမှာတော့တစ်တုံးတွေကိုလွားတိုက်နေသလိုအတန်တွေကြားရပါလိမ့်မယ်တစ်တုံးတွေမဟုတ်ပါဘူးငရဲသားတွေရဲ့ခန္ဓာကိုယ်တွေပါဒါကတော့ကာလတုံငရဲဖြစ်ပါတယ်ငရဲထင်းမြတ်ဟာတစ်တုံးကိုလွားမတိုက်ခင်မြင်းကြောင်ချသလိုမျိုးငရဲသားတွေရဲ့ခန္ဓာကိုယ်ပေါ်မှာမဲနဲ့တဲ့မြင်းကြောင်တွေဆွဲလိုက်ပြီးထိုမြင်းအတိုင်းလက်နက်မျိုးစုံနဲ့ခုတ်ကြပါတော့တယ်ငရဲသားကိုအစိတ်အပိုင်းဖြစ်တဲ့အထိခုတ်ဖြတ်နှိပ်စက်ကြပါတယ်အစိတ်ပိုင်းဖြစ်သွားတဲ့ငရဲသားရဲ့အပိုင်းအစားများကိုတန်မြေပြင်မှာမီးတောက်အပူများကလောင်မြတ်ရတယ်ငရဲသားမှာအသက်မတည်နိုင်ပဲဝှကျွေးပေးဆက်နေရမည်ဖြစ်ပါတယ်ဂျေဇုရှင်မိပါဆရာသမားနဲ့ယဟန်တန်ဃာတော်တွေကိုပြစ်မှားခဲ့ပြီးကိုထိလက်ညောင်ညင်းဆဲခဲ့ကြသူတွေကြာရောက်ရတဲ့ငရဲဖြစ်ပါတယ်လူတတန်းနဲ့တွေ့မယ်ဆိုရင်ကာလတုံငရဲတရဟာလူတတန်းအနည်း3ကရေ6တန်းရှိပါတယ်တတရအဆင့်ငရဲကိုဆက်သွားလိုက်ရင်တော့တန်ဃာတငရဲကိုရောက်ပါလိမ့်မယ်အတိဘေကတော့ကြိုက်ချေးဖြတ်စည်းခြင်းပါတယ်တန်ဃာတငရဲမှာအလျံတပြောင်းပြောင်းရဲတောက်နေတဲ့တမ်းမြေပင်ကြီးရှိပါတယ်ငရဲကြခံရမဲ့သူကတန်ဃာတငရဲကိုရောက်လာပြီဆိုရင်ထိုတမ်းမြေပင်ကြီးထဲမှာခန္ဓာကိုယ်တဝက်မြုပ်ကပေါ်လာကြရပါတယ်ထိုမြုပ်နေသောငရဲသားများကိုအရက်၄မျက်နှာမှာမီးများလောင်ကျွမ်းနေသောကြီးမားတဲ့တန်တောင်ကြီးတွေကလိမ့်ဆင်းလာပြီးစိတ်စီညံ့ညံ့ကြီးအောင်ကြိုက်ကြပါတော့တယ်ငရဲသားများမှာအာကုလူကံမကုံသမျှခံကြရပါတော့တယ်တန်ဃာတငရဲရဲ့တရက်တတန်ဟာဖြင့်လွတ်တတန်အနည်း14ကလေး6တန်းရှိပါတယ်တရိษံများကိုအစုလိုက်အပြုံးလိုက်တတ်ထက်ပြီးစီးပွားရှာခဲ့သူများလူကြီးမစာနာပဲအစုလိုက်အပြုံးလိုက်တတ်ခဲ့ကြသူတွေဟာဒီတန်တောင်တွေကြားမှာပြေးစရာမြေမရှိပါဘူးတန်တောင်တန်လုံးကြီးတွေတဝုံဝုံလိမ့်ဆင်းလာတဲ့ငရဲသားတို့ရဲ့အော်ဟစ်တန်တွေရောပွဲစူးညံကြွက်ညံနေကြပါတယ်အဲ့ဒီကနေနောက်တစ်ဆင့်ငရဲကိုဆက်သွားရတော့ရောရူဝငရဲခဲ့ပါတယ်ရောရူဝဆိုတာကတော့အော်ဟစ်ကိုကျွေးခြင်းလို့အဓိပ္ပာယ်ရပါတယ်ရောရူဝငရဲမှာကြားရောက်လာကြတဲ့ငရဲသားတွေကျေလောင်လာတော့အတန်နဲ့များနဲ့အားရှိတဲ့အော်ဟစ်ကိုကျွေးနေရပါတယ်ရောရူဝငရဲမှာငရဲသားတွေငရဲတွတ်နေအောင်များပြားကြက်တယ်ဆိုတာရှိနေပါတယ်သူတို့ခြေချရမြေပြင်ကလည်းပူပြင်းလာတော့တန်မြေပြင်ကြီးပါပဲထိုးမြေပြင်ပေါ်မှာအလွန်တရာပူလောင်ဆက်ရာချင်းတူးလာတော့မီးခွေးမျိုးများမှာပြည့်နှံ့နေပါတယ်ထိုမီးခွေးမျိုးများမှာပြည့်နှံ့နေတော့ငရဲသားရဲ့ဒွါရကိုးပေါက်မှာတမကမွေးညင်းပေါ်မှာမကြမ်းဝင်းနိုင်သမျှအပေါက်အားလုံးမှာတိုးဝင်ကြပါတော့တယ်ထိုငရဲသားတို့ရဲ့ငိုကြွေးစားမှာယူဇနာကြည်တော့အကွာဝေးကနေလည်းကြားရနိုင်ပါတယ်မကောင်းမှုအကုသို့ဒုစရိုက်တွေကိုတိလျက်နဲ့စိတ်ရိုးကိုပါထပ်ထန်စွာပြုခဲ့ကြသူများမှာဤရောရူဝငရဲမှာခံစားကြရပါတယ်ပင်စမအမြောက်ငရဲကတော့မဟာရောရူဝငရဲဖြစ်ပါတယ်ရှေ့မှာဖော်ပြခဲ့တဲ့ရောရူဝငရဲထက်ပိုမိုပြင်းထန်စွာခံစားရသောကြောင့်မဟာရောရူဝငရဲလို့ခေါ်ပါတယ်
ရောဒူဝငရဲတဲ့ပိုမိုပူပြင်းတောက်လောင်နေတဲ့တမ်းမြေပြင်ကြီးရှိပါတယ်ထိုတမ်းမြေပြင်ပေါ်မှာရေတွက်ယူမကုန်နိုင်တော့ငရဲသားလူမှာပြည့်နှက်ချက်သေးစွာရှိနေပါတယ်ထိုလောင်မြိုက်ပူလောင်နေသောငရဲသားလူကိုရောဒူဝငရဲကဲ့သို့လောင်မြိုက်လာသောအစိတ်အမြုပ်တွေအများနဲ့နေရာပေါင်းစုံကဝင်လာတဲ့မီးတောင်မီးလျံများမှာရေများစီးလာတဲ့ကဲ့သို့စီးဝင်ကြပါတော့တယ်ငရဲသားတို့ရဲ့အသွေးအသားကိုသာမကအယောဦးအသေးတန်အောင်တိုက်လောင်လိုက်စားကြပါတယ်တို့ရလဲသေဆုံး၍မထွက်ပဲအာကုထုကမကုန်သည်များအဆက်မပြတ်ခံစားကြရပါတယ်မဟာရောရူဝငဲရဲ့ထက်တမ်းမှာငရဲတဲ့အနစ်အရှိထောင်ရှိပါတယ်တီလာသမာဓိပညာတိတ်ခါ3ရက်နဲ့ပြည့်စုံသောယဟန်တန်ကတော့အရိယာသူတော်စင်များကိုစော်ကားပြမကြသူတွေပေးဆက်ရမယ့်နေရာဖြစ်ပါတယ်ဆက်ထမမြောက်ငရဲကတော့တာပနငရဲလို့ခေါ်ပါတယ်တာပနငရဲမှာတော့ချွန်ထက်လာသောတန်ချွန်များစိုက်ထားလျက်ရှိပါတယ်ထိုတန်ချွန်များဟာချွန်ထက်နေုံများကပါရဲရဲနီအောင်ပူလောင်လို့လည်းနေပါတယ်ငရဲသားတွေကိုငရဲထိန်တို့ကချွန်ထတ်ပူလောင်နေတော့တန်ချွန်ကူကြီးပေါ်မှာထိုင်ချစေပါတယ်ထို့နောက်ထိုတန်ချွန်ကူကြီးတွေမှာစိုက်နေတော့ငရဲသားတွေကိုတန်ပူပြားတွေနဲ့ကပ်ပြီးနှိပ်စက်ကြပါတော့တယ်တာပနငရဲကိုကြာရောက်သူများမှာလက်ဘေးလက်ယူပြုတ်သူများအကတိလိုက်စားကြသူများနဲ့ရိုးရိုးသားသားကျိုးကုတ်စွာရှားဖွေကျွေးမွေးတဲ့လင်းယော်ကြားကိုစော်ကားတော့မိမအလိုပဲဖြစ်ပါတယ်ထိုမှနောက်တစ်ဆင့်ငရဲကိုဆက်သွားရင်တော့မဟာတာပနငရဲကိုရောက်မှာဖြစ်ပါတယ်တာပနငရဲရဲ့ပိုမိုကြီးမားပြင်းထန်သောငရဲဖြစ်ပါတယ်မဟာတာပနငရဲမှာတော့ငရဲထိမ့်မြကငရဲသားတွေကိုမီးများတောက်လောင်တဲ့တန်တောင်ကြီးပေါ်မှာရိုက်နှက်ပြီးမောင်းတင်ကြပါတယ်တောင်ပေါ်ကိုတက်ရမှာကြီးမားသောစူးပင်များကလည်းငရဲသားတွေရဲ့ခန္ဓာကိုမျက်နှာများကိုထိုးချိတ်မိကြပါတယ်ငရဲသားတွေတန်တောင်မီးကြီးပေါ်ကိုရောက်လေအစိတ်လေးမုန်တိုင်းများတိုက်ခတ်လာပြီးတောင်အောက်ကိုပြန်ပြုတ်သွားကြပါတယ်ငရဲထိများမှာအောက်ကနေလမ်းများစိုက်ပြီးစောင့်နေကြပါတယ်ပြုတ်ကျလာသောငရဲသားတို့မှာလမ်းများပေါ်သို့ထိုးစိုက်ကုန်ပါတယ်တခါစောင့်နေသောငရဲသားတွေကတဖန်ပြန်တက်စေပါတယ်ဒါကတော့မတရားသဖြင့်စီးဝါရှာသမျှနဲ့မိမိအိမ်တောင်ဘက်အပေါ်ရက်ဆက်ရုံမှအနိုင်ကျင့်တတ်တဲ့ယောက်ျားရုပ်မိန်းမရုပ်တို့ခံရတဲ့ငရဲဖြစ်ပါတယ်နောက်ဆုံးမြောက်ငရဲကတော့လူတိုင်းလိုလိုကြားမှုမဲ့ငရဲဖြစ်ပါတယ်ဟုတ်ပါလေအကြောက်မဲ့ဖွေးကောင်းဆုံးအဝီစီငရဲဖြစ်ပါတယ်အဝီစီဆိုတာကအကြားအလာမရှိခြင်းလို့အဓိပ္ပာယ်ရပါတယ်အဝီစီငရဲမှာငရဲတစ်လုံးအပြည့်မီးလျံတွေသာရှိပါတယ်အကြားအလိုက်ရလို့မရှိအထက်အပေါက်ဘေးပဲရာယူဇနာပေါင်းအရာကြီးတွေအလျာညင်းကြီးမီးတောင်မီးလျံများကတဝုံဝုံတောက်လောင်ကြပါတယ်ငရဲသားတွေမှာထိုယူဇနာကြီးတောက်လောင်နေတဲ့မီးတောင်မီးလျံတွေထဲမှာအကြားအလတ်ပဲမရှိအပြည့်အသက်ရှိနေကြပါတယ်ထိုငရဲမီးများရောထီလောင်ကျွမ်းနေတာဟာလေအချိန်ကာလအပိုင်းခြားမရှိဖြစ်နေပါတယ်အဝီစီငရဲရဲ့တက်တန်းဟာလေရေးတွက်လို့မရနိုင်စွာရှိနေပါတယ်စိတ်ကူးနိုင်တဲ့များဒုက္ခတဲ့ပိုးတဲ့ခံစားမှုများကိုအသက်နဲ့မတည်နိုင်ပဲကာလကြာကြီးခံစားကြရတာဖြစ်ပါတယ်အမိကိုတတ်ခြင်းအဖိကိုတတ်ခြင်းယဟန္တာကိုတတ်ခြင်းတန်ကတင်းခွဲခြင်းဖယားကိုတွေးစိမ့်တီအောင်လုပ်ခြင်းဆိုတဲ့ကံကြီးငါးမှထိုက်သူတွေဟာအဝီစီငရဲမှာကြာခံကြရပါတယ်ဒီငရဲကြီးရှစ်ထပ်အဖြစ်မှာလဲဥက္စတာဆိုတဲ့ငရဲငယ်တွေကဝင်းရရပါသေးတယ်ငရဲကြီးကလွတ်ရင်တော့ဒီငရဲငယ်တွေမှာဝကြွေဆက်ဆက်ရအောင်ပါဒါကြောင့်ငရဲကြပြီဆိုတာလေလွတ်ဖို့မဖြစ်နိုင်တော့ခေးရင်တယ်လို့ဆိုကြတာဖြစ်ပါတယ်ကြည်ရှုသူမိတ်ဆွေများအားလုံးကိုစိတ်နှကြကျမ်းမှာချမ်းသာကြပါစေခင်ဗျာ